ပြန်ကြီးကြီးလေးနဲ့ထွက်ခဲ့မယ်ဆိုရင်ဒီလိုအရေးသွေးတွေကတော့ကျွန်တော်ထောင်ပိုင်းကိုမှန်းစားလို့ရတယ် အဲ့အောင်ဝက်ဆက်ပေါ်ပြတာလေကျွန်တော်အားနေနေခဲ့ပြီလား အပွင့်များတစ်ခုတော့မှကျွန်တော်မှန်းစားလို့ရတယ် ဘယ်လိုပြောလဲကနှစ်မှာလက်ဆန်လျံတော့ရေးကိုပန်ချက်ပေါ်လာပေါ်ပြတာလေကျွန်တော်အားနေနေခဲ့ပြီလားအဲ့အောင်ဝက်ဆက်အဲ့ဒါညောင်းဘယ်လိုမှပြောမလဲဒီပြောပြရအောင်ရောက်တော့ရေးလားမနေ့ဝိုင်းပါလေကြောက်တုံးရောက်ဖို့ဆိုတော့ကြည့်မလို့ရေကြောက်ဆိုတာနဲ့ကိုတို့တိုးဖိုးပြီးတော့ရေလုံးကိုဦးတော့ဈေးကွက်ကတို့ဆိုအားလုံးကထိန်းနေတဲ့အနေအားလေးကြာရှိဟိုနာတော့တော့ဆင်လားအပလောက်တော့လဲအေးလာမျိုးဟုတ်တယ်ကြတဲ့ရေပါဦး50ရောက်ကြိုက်တယ်ခါတော့15ကြိုက်ရောက်လောအဖြစ်မှာဒီဘက်မှာစီးလို့ရအောင်လို့ခဏမှ20တင်တယ်လေပုံစံနဲ့ယူကြည့်လို့ရတော့တယ်ရဖတ်မှာလာလေးလို့ရှိနော်ဒီလိုတော့ရုပ်တော့ကဲကျွန်တော်ဝိုင်းရနေမဟုတ်ဘဲနဲ့အိမ်မှာဆိုင်ဆိုင်မြိုင်မြိုင်အိတ်ထောင်ထဲအထိကိုလာပေးသွားတဲ့ဒီကြောက်ပေါ့ဗျာဒါလေးကတော့ကျွန်တော်မန်းတော့တွေတော်တော်များများလေးပါတယ်ကျွန်တော်လေးတေချာရှင်းပြပေးမယ်နော်လုံးပန် GB မှာမန်းအားတော်တော်ကောင်းတဲ့ကြောက်လေးပေါ့ဗျာဒီချက်လေးတွေလည်းအများကြီးကြံနေတယ်ဝေါအရင်လေးလေးတော်တော်ကောင်းနေတော့ဒီညလေးမှာကျွန်တော်အပွင့်များတစ်ခုတော့မှကျွန်တော်မန်းစားလို့ရတယ်ပင်အသေးကြီးပုံမှာမူတည်ပြီးကျွန်တော်ဈေးနှုန်းအပြောင်းလဲလဲဖြစ်သွားနိုင်တာပေါ့ဗျာနော်ဒီမန်းကျိုးကဒီဘက်ပြင်မာရောရှိသေးတယ်မကြည့်မန်းအခြေလိုက်တဲ့နေရာလေးဝေါတော်တော်လေးကိုလာတယ်ဗျလက်ကောက်အထိုင်လေးလည်းရှိတယ်ထပ်ပြီးမှအများကြီးပေါ်လို့ရသေးတယ်ဗျ80နဲ့ပဲရခဲ့တာပေါ့ဗျာနော်ဒီသားလေးကလည်းတက်ရပြီးမှဓာတ်ပေါက်လေးတွေကလည်းညင်တယ်ဒီဘက်ကမန်းပေါက်ပုံစံအတိုင်းတာညာလေးမှာထပ်ပြီးမှပါခဲ့မယ်ဆိုရင်ဒီကြောက်ကကျွန်တော်ထောင်ပိုင်းအော်တိုဖြစ်သွားပြီပေါ့ဗျာဒီကတော့တင်းအားတာချက်ကဒီမှာမန်းကျိုးတစ်ပြင်ရောသွားနေတယ်ဒီဘက်မှာလည်းသူကပြင်မန်းတစ်ခုအနေနဲ့သွားတာပေါ့ဗျာဒီအခြေဘက်မှာမန်းကျိုးလေးရှိသေးတာပေါ့ဗျာနော်ဒီတအုံမှာသူကမန်းတော်တော်လေးပြည့်တဲ့နေရာလေးဖြစ်တာပေါ့ဗျာနော်ဒီအောက်ခြေဘက်မှာကျတော့သူကမစေးရသေးဘူးအတိကကျွန်တော်အမြင်ကိုခေါင်းရမယ်ဆိုရင်ဒီမန်းနေရာကိုပဲအတိကခေါင်းရမယ်။ကွန်ခေါင်းမယ်ဆိုလဲဒီညာလေးမှာအရေးတလုံးအုံတခဲကြီးများထွက်လာမလားဆိုတာလေးကိုကျွန်တော်ခေါင်းကြည့်ရမှာဖြစ်တယ်။ဒီလိုမန်းနေတာတွေကတော့အပွင့်ကောင်းရတာကျွန်တော်ခေါ်ဆောင်လို့ရတယ်ဗျ။ခေါင်းတဲ့အချိန်မှာအပွင့်ပဲကြီးကြီးလေးနဲ့ထွက်ခဲ့မယ်ဆိုရင်ဒီလိုအရေးသွေးတွေကတော့ကျွန်တော်ထောင်ပိုင်းကိုမန်းစားလို့ရတယ်။ဒါတော့မှတပွင့်ထဲပဲနော်။ကျွန်တော်ကိုမောင်တို့ဘက်ကနေမှမင်္ဂလာယူကြည့်ချင်တာပဲဖြစ်စေ။ဒီအောက်ခြေဘက်မှာထပ်ပြီးမှစမ်းကြည့်ချင်တာပဲဖြစ်စေ။တော်တော်လေးကိုခေါင်းလို့ပြောတဲ့ကြောင်ဖြစ်တယ်ဆိုတဲ့ကြောင့်မို့လို့ကြိုက်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆက်သွယ်လိုက်ပါဗျာ။